ရွာလေးတစ်ရွာမှာစိုင်းမိုင်လို့ခေါ်တဲ့ကျစ်စရာကျောင်းသူလေးတယောက်ရှိပါတယ်။သူမျက်နှာလေးကဖြူဝင်းနေပြီးစပင်လှိုင်းတွန့်လေးတွေကလေးနဲ့အတူဝဲလွင့်နေတတ်တယ်။ကျောင်းယူနီဖောင်းနဲ့ပခုံးပေါ်မှာလွယ်အိတ်လွယ်ထားတဲ့ကောင်မလေးကစပိန်လေးနဲ့ကျောင်းကနေအိမ်ကိုပြန်လာနေတာ။လမ်းတစ်လျှောက်ကတော့တောင်ယာတွေနဲ့ဝိုင်းထားတဲ့ရွာလမ်းလေးပေါ့။အိမ်တွေကတအိမ်နဲ့တအိမ်လဲအလန်းဝေးပါတယ်။ကောင်းခင်မှာလဲမှောင်လာပြီးမို့လာအလင်းရောင်လေးကအိမ်ပြန်လန်းကိုဖြော်လေးအလင်းပေးနေရှာတယ်။သူမစပိန်နဲ့ပြန်လာရင်လမ်းမှာဆိုင်လေးတစ်ဆိုင်ကိုတွေ့လိုက်ရတယ်။ဆိုင်ရှင်ကဆိုင်သိမ်းဖို့အတွက်တောင်ပြရင်းပေါက်တွေကိုပိတ်နေပါပြီ။ဆိုင်ရှင်မှာအဝိစားဆုပ်ဆုပ်ပြက်ပြက်နဲ့ဦးလေးကြီးတယောက်ကတခုခုဝယ်ချင်တဲ့ပုံနဲ့တောင်းဆိုနေပြီးမဲ့ဆိုင်ရှင်ကလက်မခံဘူး။လက်ကနာရီကိုထိုးပြရင်ဆိုင်ပိတ်ပြီးမရောက်နိုင်တော့ဘူးဆိုပြီးညှင်းလိုက်ပါတယ်။ကျောင်းသူလေးကတော့ဆိုင်ဘေးမှာရှိတဲ့အေးရောင်းတဲ့စတလုံးကိုမြင်တော့စပိန်ကိုရက်လိုက်တယ်။အိတ်ထဲကပတ်စံကိုထုတ်ကြည့်လိုက်ပေမဲ့သူ့မှာနည်းနည်းပဲပါလာပါတယ်။အေးတပူဝယ်ဖို့အတွက်မလောက်ဘူး။ဒါနဲ့ဆိုင်မိုင်လည်းစိတ်ပြက်လက်ပြက်နဲ့အိမ်ကိုပဲစပိန်စီပြီးပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့အိတ်ခန်းထဲမှာသူ့မောင်လေးကဇပွဲမှာထိုင်ပြီးပုံဆွဲနေတယ်။မူလာတန်းကျောင်းသားလေးကအားကျုံမှန်တက်နဲ့တခုခုကိုဆွဲနေပုံပါ။ဆိုင်မိုင်ကတော့ဘာကိုမှခရုမဆိုင်ပဲအပေါ်ထက်ကသူ့အိတ်ခမ်းရှိရာစီကိုတန်းတက်လာပါတယ်။အိတ်ခမ်းထဲရောက်တော့သူ့ရဲ့စူဘူးလေးကိုဖွင့်ပြီးစူထားတဲ့အကျွေးစေးတွေကိုတွန်းချလိုက်တယ်။ရေတွက်ကြည့်လိုက်တော့9000လောက်ရှိမယ်။ဆိုင်မိုင်လည်းပတ်စံတွေကိုအိတ်ထဲထည့်ပြီးဖြိုရည်ဝယ်ဖို့အတွက်အောက်ထပ်ကိုပြန်ဆင်းလာခဲ့ပါတယ်။အိမ်ထဲကထွက်ဖို့လှည့်လိုက်ချိန်မှာတော့သူ့လက်ကိုဆွဲထားတဲ့သူ့မောင်လေးကိုတွေးလိုက်ရပါတယ်။သူ့မောင်လေးရဲ့မျက်နှာကအစိုးရိမ်တကြီးနဲ့ဖြစ်နေပြီးသူဆွဲထားတဲ့ပုံတစ်ပုံကိုသူ့အမလက်ထဲထိုးထည့်ပေးနေတယ်။ကလေးတယောက်ဆွဲထားတဲ့ပုံဆိုတော့ပုံစံအတိအကျမရှိပေမဲ့ဒီပုံထဲမှာထူးဆန်းတဲ့ပုံရိပ်တစ်ခုပါနေပါတယ်။စင်တိလိုပုံစံမျိုးအဆွဲရှည်ကြီးတွေကငေါထွက်နေတယ်။သူ့ခန္ဓာကိုယ်ကအမွှေးတွေနဲ့ပုံနေပြီးလက်တစ်ဖက်မှာဓာကြီးတစ်ချောင်းနောက်တစ်ဖက်မှာအိတ်ချုပ်တဲ့အကြီးတစ်ချောင်းကိုကင်ထားတယ်လေ။ဆိုင်မိုင်ရဲ့မောင်လေးကပုံကိုထက်ကတလဲလဲညွှန်ပြပြီးပြတင်းပေါက်အပြင်ကိုကြည့်ကအမားဖြစ်သူကိုအပြင်မထွက်ဖို့အရေးတားနေပါတယ်။ဒါပေမဲ့အမားလို့သူဆိုင်မိုင်ကတော့မောင်လေးရဲ့ပုံကိုလမ်းဆွဲယူပြီးအလျင်စလိုနဲ့တန်းပြင်ပေါ်ကိုပြစ်ပစ်လိုက်ပါတယ်။ဒါတွေကဘာတိတ်ဖေမှာရှိတာမဟုတ်ဘူး။ဆိုင်မိုင်ရဲ့မောင်လေးကလည်းသူ့အမလက်ကိုဆွဲဖို့ကြိုးစားပေမဲ့ဆိုင်မိုင်ကယုံလိုက်ပြီးတကားရှင်းမှာပိတ်ရထားတဲ့ကောင်လေးကိုတွန်းဖယ်ကချထုတ်ပြောင်းပြရင်အပြင်ပြန်ထွက်သွားပါတယ်။စပိန်စီပြီးမုံဆိုင်ရှိရာစီကိုထွက်လာခဲ့တာပါအဲ့ဒီချိန်မှာနေဝင်ပြီးကောင်းကင်မှာမဲမောင်နဲ့မိုးသားတွေထူထဲလာပါတယ်လက်ကွက်ရနီးနေတာမို့လို့လာချမ်းသေးလေးကပဲမြေပြင်ပေါ်ကိုစူးစမ်းပြီးအလင်းပေးနေပါတယ်လမ်းတစ်လျှောက်အိမ်တွေကလည်းမိပိတ်ထားကြပြီးတပင်နေကြကနေဖြာထွက်နေတဲ့လမ်းမရဲ့အလင်းရောင်ပဲရှိနေတာပါသူဆိုင်ကိုရောက်တော့ရေခဲတတဆက်ရှိမှစပိန်ကိုရက်လိုက်ပါတယ်ဆက်ရှိကမီးရောင်ကလင်းထိန်နေပြီးအဲဒီမှာရုံးဝတ်စုံတဲ့ဦးလေးတယောက်ကိုတွေ့လိုက်ရပါတယ်။တခုခုပြောနေပေမဲ့ပြပြတတ်မကြားရပဲဝူးဝဝအတန်တွေပဲထွက်လာနေတာ။တိုင်းမိုင်လည်းခေါင်းဆောင်ပြီးဘေးကြီးညာကြီးနဲ့လိုက်ကြည့်နေတာပေါ့။သူ့အထင်မှာတော့ဦးလေးကြီးကပတ်စံအကျွေးတွေပြုတ်ကျသွားလို့ရှာနေတယ်ထင်လိုက်ပြီးကိုညီဖို့ထိုင်လိုက်ပါတယ်။ဒါပေမဲ့သူတေချာကြည့်လိုက်တော့အဲ့ဒီဦးလေးကြီးမှာလက်နဲ့ခြေထောက်တွေမရှိတော့ပါဘူး။လက်နှစ်ဖက်စလုံးကိုတထောင်စစ်ကနေဖြတ်ထားပြီးခြေထောက်နှစ်ဖက်စလုံးကိုလည်းဒူးကနေဖြတ်ချထားတာပါ။ဗန်ယာတွေကိုလည်းအချီတိုးနဲ့တေချာကြီးချုပ်ထားပါသေးတယ်။သူ့ပုံစံကိုကြည့်ရတာထိတ်လန့်တကြားနဲ့တခုခုကနေထွက်ပြေးဖို့စူးစမ်းနေပုံပါ။တိုင်းမိုင်လည်းဦးလေးကြီးရဲ့မျက်နှာကိုကြည့်လိုက်ပြီးတော့မျက်လုံးနှစ်ဖက်လုံးကိုပါထုတ်ပစ်ခံထားရတယ်။ပါးစပ်ကိုလည်းအချီတွေနဲ့ချုပ်ထားလို့ဝူးဝဝအတန်ပဲထွက်နိုင်တော့တာ။ဘယ်ဘေးမှလည်းကြိုးကြီးတစ်ချောင်းနဲ့ခြိထားပါသေးတယ်။ဆိုင်မိုင်လည်းအဲ့ဒီကြိုးကိုလိုက်ကြည့်လိုက်တော့ဒီခဲတစ်တာနောက်ဘက်ကိုဆန့်ထွက်နေတာတွေ့လိုက်ရပါတယ်။သူလည်းဦးလေးကြီးရဲ့အခြေအနေကိုမြင်ပြီးထိတ်လန့်ကကြောင်အံ့ဖြစ်နေတော့သနာစဦးလေးကြီးရဲ့လေပင်ကကြိုးကတုံခါလာပြီးဆောက်ဆွဲခံလိုက်ရပါတယ်။လူသွားရအတိုင်းလိုက်ကြည့်လိုက်တော့အဲ့ဒီကြိုးကိုကင်ထားတဲ့လူကဆိုင်မိုင်ရဲ့မောင်လေးဆွဲပြတဲ့ပုံထဲကတရေလိုလိုအကောင်ကြီးနဲ့တူးနေတာပါ။ဒုက္ခနာကိုကအမွှေးတွေဖုံးနေပြီးအရက်ကြီးကအရှိကြီးညာလက်မှာဓာကြီးတစ်ချောင်းဘယ်လက်မှာအိတ်ချို့အကြီးတစ်ချောင်းကိုကင်ထားပါတယ်မျက်လုံးတွေကသွေးရောင်လွှမ်းနေပြီးအဆွဲတွေကလည်းကြောက်စရာကောင်းအောင်ငေါထွက်နေတယ်
ဆိုင်းမိုင်လည်းတရေကြီးကိုမြင်ပြီးထိတ်လန့်တကြားနဲ့အသက်ရှူတန်တွေမြန်လာပါတော့တယ်။ထပြေးဖို့စိတ်ကူးလိုက်ပေမဲ့ရုတ်တရက်တစုံတစ်ယောက်ကသူ့ကိုဂုတ်ကနေဆွဲခေါ်သွားတာခံလိုက်ရပါတော့တယ်။အဲ့ဒီနောက်မှာတော့ပဝင်းကျင်တစ်ခွင်မှာဘာမှမဖြစ်ခဲ့သလိုမျိုးအရာအလုံးတိတ်ဆိတ်သွားပါတော့တယ်။ဒီနေ့ဇလန်းလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။စိတ်ဝင်စားစရာဇလန်းတွေနဲ့အတူပရိသတ်ကြီးစီဆက်ပြန်လာခဲ့ပါမယ်။